iPhone 12 Pro စကန်ဝယ်ကိုင်တော့မယ်ဆိုရင်ဘယ်ချက်တွေကိုအဓိကစစ်ရမလဲအားသာချက်နဲ့အားနည်းချက်လေးတွေကဘာလဲ12 Pro ဝယ်ကိုင်မဲ့ customer တယောက်အနေနဲ့တည်တည်တဲ့ဥစ္စာလေးတွေကိုပြပြပေးတော့မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုလဲ like and subscribe လေးလုပ်ပေးကြပါဦးဗျာနော် Okay ကျွန်တော်ဆက်လိုက်ကြမယ် iPhone 12 Pro screen size 6.1 inch ရှိတယ် battery main 2800ကျော်ပါပြီးတော့ကင်မရာ12 megapixel မှာ wide ရဲ့ ultra wide ရဲ့ telephoto ရဲ့ဆိုပြီးတော့3လုံးပါဝင်တယ်ဗီဒီယိုဆိုရင် 4K 60fps ဗီဒီယိုလေးရိုက်ကူးလို့ရပါတယ်။ frame rate နဲ့ပြောမယ်ဆိုလို့ရှိရင် stream rate ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကန်ရတဲ့လက်ထဲမှာကြစ်လစ်မှုလုံးဝအရင်ဆုံးပြပြပေးမယ် iPhone 12 Pro ကကျွန်တော်တို့ SoC iPhone SoC ဒီကောင်မှာ A14 Bionic chipset ကိုအသုံးပြုထားတဲ့ကြောင့်မလို့တခြားဖုန်းတစ်လုံးနဲ့ကျွန်တော်တို့ app တွေရှင်းဝင်မယ်ဆိုရင်တော့မှ iPhone SoC ကိုလုံးဝမှတ်မိဘူးဗျာ။နောက်တစ်ခုက A14 Bionic chipset ကလည်းကျွန်တော်တို့ရဲ့လုပ်ငန်းတွေလုပ်တဲ့နေရာမှာအများကြီးကျွန်တော်တို့ကိုကြီးထောက်ပံ့ပေးနိုင်တယ် A14 ကတော်တော်လေးကိုတွက်တဲ့နေရာမှာပါတယ်နော်ဒါတော့ကျွန်တော်ချိဆက်ပိုင်းကျွန်တော် original လုံးတွေဆိုရင်မိနစ်30လောက်ထိရေစိမ်ခံပါတယ်ဗျ iPhone 12 Pro လေးတွေက 5G support လည်းပေးပါတယ် 5G တို့ massive ဘာလို့ကြောင့်မလို့ကျိုးမဲ့ audio စနစ်လည်းအသုံးပြုလို့ရတယ်နောက်တစ်ခုကကျွန်တော် iPhone 12 Pro ကိုကန်နေတဲ့အချိန်မှာကျွန်တော်ဘာကိုပြန်သတိရတယ်ဆိုရင်ကျွန်တော်ဟိုးရင် old model ဖြစ်တဲ့ iPhone 4S တို့ကိုကျွန်တော်ပို့ပြီးတော့သတိရစေတယ်ဘေးပေါင်4000စံပြီးကန်ရတာကျစ်တမှုရှိတယ်ပေါ့ဗျာနော်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ကင်မရာပိုင်းကိုပြောချင်တာကကျွန်တော်နိုင်မှုရိုက်တဲ့ customer တွေဆိုလို့ရှိရင် wide နဲ့ ultra wide နှစ်မျိုးမှာကျွန်တော်တို့နိုင်မှုရိုက်လို့ရတယ်ပုံမကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေကိုညာဘက်မှာလည်းရိုက်လို့ရပါတယ်ဗျနော်နောက်တစ်ခုကတော့ကျွန်တော်တို့ leader scanner ကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့ဥမာအလင်းမောင်ချိန်တဲ့နေရာပေါ့အဲ့လိုနေရာတွေမှာဆိုလို့ရှိရင်ဖြစ်ဖြစ်ကျွန်တော်တို့ portrait ရိုက်တဲ့နေရာတွေမှာဖြစ်ဖြစ်ကျွန်တော်ပုံပို့ပြီးတော့ကျွန်တော်ကြည်လင်ပြတ်သားဖို့အတွက်ကိုလည်းဒီကောင်တွေက support ပေးပါတယ် iPhone 12 Pro ဖြစ်ပါတယ်เนาะကျွန်တော်ပြောပြတဲ့အချက်တွေကကျွန်တော်တို့ customer တွေအတွက်ဒါအားသာချက်တစ်ခုဖြစ်တဲ့အားနည်းချက်ကိုကျွန်တော်ပြောပြပေးမယ်အားနည်းချက်ကဘာလဲဆိုလို့ရှိရင်ဒီကောင်တွေကပြုတ်ကြတဲ့အခါမှာဒီလိုဘယ်လောက်ပဲဝေးပြုတ်ကြဒီကောင်တွေမှာ error တစ်ခုတက်ပါတယ်ဗျဒါကမွေးရပါ error လို့ပြောလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ကင်မရာကျွန်တော် normal camera ရိုက်လို့ 1x မှာကျွန်တော်တို့ 1x ကိုရိုက်ကြည့်လို့ပြုတ်ကြသွားလို့ 1x ကိုရိုက်ကြည့်လို့မတုံဘူးဒါပေမဲ့လေ 2.28 ကိုရိုက်ကြည့်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ် zoom ဆွဲရိုက်ကြည့်မယ်ဆိုလို့ရှိရင်ကင်မရာတုံလာတာကိုတွေ့ရမယ်ဒီကတော့ကျွန်တော်တို့တုံတဲ့ဟာတော့မဟုတ်ဘူးကျွန်တော်ပြောပြတယ်ဆိုတာပြုတ်ကြတဲ့အခါမျိုးပေါ့ပြုတ်ကြတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကင်မရာတုံတတ်ပါတယ် 2x ကနေပြီးတော့ zoom ထက်ဆွဲတဲ့အထိကိုတုံပါတယ်ဗျပို့ပြီးတော့တုံသွားမယ်ပေါ့နော် 1x မှာတော့ normal တော့ 1x မှာတော့ပြုတ်ကြတဲ့အချိန်မှာ 1x မှာတုံချင်မှတုံလိမ့်မယ် 1x မှာတော့တုံတယ်ဆိုတော့တိတ်မရှိပေမဲ့ 2x ကစပြီးတော့တုံပါတယ်အဲ့ဒါကဒီကောင်ရဲ့အားနည်းချက်တစ်ခုဖြစ်တယ် iPhone 12 Pro ရဲ့ကင်မရာအားနည်းချက်ပေါ့နော်ဒါဒီကောင်ဘလောက်ပဲဝေးပြုတ်ကြเนาะဒီကောင်မှာအဲ့အဲ့ဒါဖြစ်တယ်ကျွန်တော်မှန်တွေပါလိမကွဲသွားဘူးနောက်ကလက်တွေပါလိမကွဲသွားဒါပေမဲ့ကင်မရာကိုပြန်ရိုက်ကြည့်ပါအဲ့ကင်မရာမှာကျွန်တော်ပြောသလိုတုံတဲ့ကင်မရာတုံတဲ့ error လေးတော့ကျွန်တော်ဒီကောင်းဒီမှာမွေးရပါဗီဇအနေနဲ့တော့ရှိပါတယ်ဗျလက်ရှိကျွန်တော်ပြပေးသွားတဲ့ iPhone 12 Pro ကိုဝယ်မယ်ဆိုလို့ရှိရင်ကင်မရာပိုင်းအဓိကသုံးမဲ့လူတွေအဆင်ပြေတဲ့ chipset A14 Bionic chipset နဲ့သုံးမဲ့အတွက်ကြောင့်ကျွန်တော်တို့လုပ်ငန်းတွေအတွက်များစွာအထောက်ပံ့ဖြစ်နိုင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကင်မရာ12 megapixel ကိုလည်း short တွက်လို့တော့မရဘူးကျွန်တော်ကင်မရာပုံကောင်းလေးရိုက်ချင်တယ်ဆိုရင်တော့မှ professional ဆန်တဲ့ဓာတ်ပုံတွေရိုက်ချင်တယ်ဆိုတော့မှ iPhone 12 Pro နဲ့ကအဆင်ပြေတယ်ဗျရုပ်ထွက်ပိုင်းကလည်းကျွန်တော် OLED display ကြောင့်ကောင်းတယ် version တွေနဲ့ရတယ်နောက်ဆုံး version ကြီးရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ iPhone 12 Pro ဒီနေ့ဒီလောက်နဲ့ပဲကျွန်တော်တို့အဆုံးသတ်မဲ့ဒီတက်တီးကျင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတက်ကျွန်တော်ပြောရတဲ့မှာလိုပါပဲရှိကျွန်တော်ရဲ့ comment chat box ကနေပြီးတော့ပြောခဲ့နိုင်ပါတယ်ဗျเนาะကျွန်တော်ပြောလို့လိုအပ်ချက်တွေရှိသွားခဲ့တယ်ရှိတော့เนาะဒါမျိုးဆိုရင်ကျွန်တော်နားလည်ပေးပါကျွန်တော်ဒီလက်ရှိမှာကျွန်တော်စပြီးတော့ run နေတော့ကြောင့်မလို့ကျွန်တော်ပြောတဲ့အချက်တွေကအရေးကြီးတဲ့အချက်တွေကိုပြပေးသွားတာပေါ့ဒါပေမဲ့လိုအပ်ချက်တွေရှိခဲ့ရင်တော့ကျွန်တော်နားလည်ပေးပါဗျကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြရတော့ကျေးဇူးများတင်ပါတယ် iPhone နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ဒီ channel ကနေတင်ပေးမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော် channel ကို subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့ကျေးဇူးများတင်ပါတယ်